မင်္ဂလာပါဒီနေ့ကျွန်တော်မျှဝေချင်တာလေးတစ်ခုရှိလို့ပါဗျအဲ့ဒါကလေးကသူစီကတဲ့ဘာမှမရနိုင်တော့ပေမဲ့သူ့ကိုစွန့်ပစ်မထားရခဲ့တာဟာတစ္ဆာလို့ခေါ်တယ်တဲ့ဟုတ်တယ်နော်ကျွန်တော်တို့ကသူစီကအချစ်တွေတန်ရောစဉ်တွေအကျဉ်းသာတရားတွေမေတ္တာတရားတွေဘာမှမရနိုင်တော့ဘူးမှန်သိတယ်တိရက်တန်းတဲ့တောင်မှသူ့မထားရခဲ့နိုင်တာဟာဆိုလို့ရှိရင်ဒါတစ္ဆာတရားလို့ဆိုရလိမ့်မယ်နောက်တစ်ခုကတော့ကိုယ့်ဘော်မှာဘလောက်ဖဲဆူဆူတိခန့်ခွင့်လို့ပြီးနေနိုင်တာကိုတော့မေတ္တာတရားလို့ခေါ်တယ်တဲ့အဲ့တော့ကိုယ့်ဘော်မှာဆိုးတဲ့လူကိုတိခန့်ပြီးခွင့်လို့ပေးနေတဲ့လူတွေဘာမှရစရာမရှိတော့ပေမဲ့လည်းတစ္ဆာတရားစောင့်စည်းနေတဲ့လူတွေလည်းဒီလောကကြီးမှာရှိလိမ့်မယ်လို့ထင်ပါတယ်အဲ့ဒါလေးကိုကျွန်တော်နှစ်သက်တာနဲ့မျှဝေလိုက်တာပါအားလုံးကိုကျေးဇူးတင်ပါတယ်ဗျ